ညနေတကောင်လောကကြီးတစ်ခုလုံးတိတ်ဆိတ်လို့လူတွေအားလုံးအိမ်မက်ကဘာတွေပျော်ဝင်နေချိန်မှာလေကို့မှာတော့အိပ်ပျော်ဖို့ခက်ခဲနေရတဲ့အထိရင်ထဲမှာပူပန်စရာတွေအလိမ့်လိုက်အထက်လိုက်နေညာပြလွန်နေပြီဆိုရင်ပေါ့ခေါင်းလေးပေါ်ခေါင်းချလိုက်တိုင်းအတိတ်ကတန်ရာတွေအနာဂတ်ရဲ့တောကတွေကရင်ထဲကိုလာပြီးတိုးဝေးနေတတ်တယ်မလားမျက်လုံးမိတ်ထားပြီးမေးလေစိတ်တွေကမုန်တိုင်းထန်နေတဲ့အဲ့ဒီလူပြင်ပန်းစင်းရဲစရာညာပေါင်းများစွာကိုမင်းလေဖြတ်တန်းဖို့ပါလိမ့်မယ်ဒီလိုချိန်မျိုးကြာရင်လေဒီကြေပြောလာတဲ့လောကကြီးထဲမှာအရာရာဟာခဏပါပဲဆိုတဲ့စိတ်ကလေးကိုနှလုံးသားထဲအသာအရာသွင်းပြီးတော့အေးအေးဆေးဆေးလေးစေချင်ကြည့်လိုက်စမ်းပါငါတို့အခုခံစားနေရတဲ့နာကျင်မှုတွေကလည်းခဏပါပဲငါတို့အခုရုန်းကန်နေရတဲ့တောကတွေကလည်းခဏပါပဲဒီညရဲ့မှောင်မိုက်ချင်းတွေကလည်းခဏပါပဲမနှက်ဖြန်ရောင်ကြီးအသေးလင်းပွင့်လာတဲ့အခါလေဒီမောင်တုကအလိုလိုပျောက်ကွယ်သွားရမှာပါပဲမဟုတ်လားဒါကြောင့်မင်းရဲ့ပင်ပန်းနွမ်းနေနေတဲ့စိတ်ကလေးကိုဒီညတော့ခရွင်းပြတ်မတက်ဆွဲမထားပါနဲ့တော့အားလုံးဟာပြီးသွားမှာပါဆိုတဲ့နိယာမလေးကိုလက်ခံပြီးအရာရာကိုလွတ်ချကာဒီညတော့လေအေးချမ်းချမ်းလေးအိတ်ဆက်လိုက်ပါတော့